တာပဲဗျာလေးစုတက်ဖို့ရွှေတကူဇီဒီတော်မြတ်ကြီးဆိုတာငါတဲ့ဖူးစားအားရပါရကြီးဝအောင်ဖူးလိုက်မင်းအခုမှဖူးတာမလားဖူးသားတကယ်ကြီးတီဗီထဲမှာတော့မင်းခဏခဏဖူးရတယ်ကွာအခုကတော့မင်းပြောလို့အခုမှပဲဖူးတယ်ဆိုပါတော့ငါလည်းရွာကိုပြန်မြောက်တာကြာပြီဆိုတော့ရွာရဲ့သတင်းပလင်းလေးပါလေဘာမှမကြောက်ဘူးရွာမှာဘာတွေပြောင်းလဲကုန်ဘာမှမပြောင်းလဲပါဘူးငါထင်တယ်ရွာဘာမှမပြောင်းလဲဘူးဆိုတော့ဒီကောင်ငါတို့အိမ်ရောဘာတွေပြောင်းလဲကုန်ဘာမှမပြောင်းလဲပါဘူးဒါပေမဲ့မင်းမွေးထားတဲ့ကြောင်လေးတော့တည်သွားပြီကွာဟာကြောင်လေးတည်သွားပြီဟာအဲ့ဒီကြောင်လေးအရန်လိမ်မာတာကွာဘာဖြစ်လို့တည်သွားတာလဲမင်းအဖေနဲ့မင်းအကိုစကားများကြတယ်လေစကားများပြီးမင်းအကိုကအရင်မူးမူးနဲ့စပက်ကြီးကိုမီးရှို့လိုက်တာပါသွားတာပဲစပက်ကြီးကိုမီးနဲ့ရှို့တယ်အဲ့ဒီတော့မဟုတ်စပက်ကြီးကိုမီးနဲ့ရှို့ရတာအောင်အဖေနဲ့ကိုကဘာအတွက်နဲ့စကားများတာလဲဘာရင်လို့မဟုတ်ဘူးကွာမင်းညမလေးအယက်သမားထွန်းနိုင်နဲ့လိုက်ပြေးတဲ့ကိစ္စဘုန်းကြီးမလင်းလောက်လိုက်သွားပြီနေစမ်းဒီညီမလေးလင်းလောက်လိုက်သွားတဲ့ကိစ္စကိုအမေကဘာမှဝင်မပြောဘူးလားဟင်မင်းအမေကဘာမှဝင်ပြောလို့မရတော့ဘူးလေကွာပြောလို့မရတော့ဘူးဆိုတော့နေစမ်းသူတို့ကအမေစကားကိုနားမထောင်ကြတာလားဘယ်လိုဖြစ်တာလဲအဲ့ဒီလိုလည်းမဟုတ်သေးဘူးကွာမင်းတို့စပယ်ကြီးမိလောင်တော့မင်းတို့အိမ်မှာပါသွားတယ်မင်းအမေကတခါတည်းပါသွားအမလေးကအမေပါသွားတယ်အဲ့ဒါဆိုမေးနေပြီပေါ့အမလေးဗျာအမေရဲ့အမေတရားတော့သားတရားမသိလဲရပါလားအမေရဲ့မင်းရလဲကွာအမေကြလို့တရားတယ်မှာဘာမှထူးခြားပြောင်းလို့မရှိဘူးလေမင်းမလို့ပြောတတ်တယ်ဗျဟုတ်ပါရဲ့ကထားလိုက်တော့ဒါဆိုရင်ငါအဖေနဲ့ကိုကအခုဘာမှနေကြလဲမင်းအကူကတော့မီးရှို့မှုနဲ့ထောင်ကျသွားမင်းအဖေကတော့အဲ့ဒီစိတ်နဲ့ယူနေအမလေးဗျာအမေကသေတယ်အဖေကယူတယ်အကူကထောင်ကျနေတယ်အဲ့ဒါကထူးထူးခြားခြားဘာမှပြောင်းလဲမှုမရှိဘူးလို့မင်းမလို့ပြောရတယ်အဲ့ဒါပုံမှန်ချိန်နေဖြစ်မလားကွာစိတ်ကိုတီတီငင်ငင်လေးထားစမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြတ်ွက်တွေပါတီညီနေလိုက်တာရင့်ကျက်နေလိုက်တာတရားတွေပေါက်နေတဲ့တရားရှင်ကြီးအမလေးမင်းခန့်နေကြည့်မယ်ငါခန့်နေမရှိသေးဘူးတကယ်ကြီးရဲ့ငါရင်ထဲမှာပူနေပြီကြပြောစမ်းပါဦးဒါဆိုရင်ငါညီလေးတွေညီမလေးတွေရောရင်ဘယ်လိုလဲပြောပါဦးကွာသူတို့ကအေးဆေးပါပဲအမလေးတော်ပါသေးရဲ့အကြီးလေးတို့ကခေါ်ပြီးမွေးထားလိုက်တယ်မလားအဲ့ဒီလိုလည်းမဟုတ်သေးဘူးကွာအဲ့ဒီလိုမဟုတ်တော့ဘယ်လိုဖြစ်ကြပြီတော့ပါဦးသူတို့တကပူစရာမလိုပါဘူးကွာစိတ်အေးထားလိုက်တော့မလို့အေးထားတာပါမင်းအမလေးခုမှပဲရှင်နေအေးတော်တယ်တကယ်ကြီးပြောစမ်းပါဦးသူတို့တရွာလုံးကတနာနေတော့အေးဗောသူတို့ကလည်းရွာထဲမှာလှက်ပါတောင်ရန်စားတော့ရွာတွေကထမင်းညာဟင်းညာလေးတွေပေးလိုက်ကြတာပါပဲကွာအမလေးလားဟာဒါဆိုကဲဒီမှာတရောင်းစား